Hello မင်္ဂလာပါကျွန်တော်နေတယ်တော့ဒီနေ့ကတော့စာဆောင် A15 ပေါ့နော်စာဆောင် A15 လေးကိုယ်ခဲကောင်းကြနေတာလို့ပြောနေလို့ပြင်ပါပါခင်ဗျာဒီထားမှာတော့ကျွန်တော်တို့ဒီကိုယ်ခဲကောင်းကြနေရပေါ့ကိုယ်ခဲကောင်းကြနေအချိန်မှာကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်စာဆောင် A15 ဆိုတော့ကျွန်တော်အနေနဲ့စမ်းအပ်ပြီးတူးနေပဲကျွန်တော်အနေနဲ့ MD ပေါ်နေပြီးတော့တစ်ပိုက်တွေပေါ်တစ်ပိုက် info ဆက်လိုက်တော့ဗောနော်တစ်ပိုက် info ဆက်လိုက်တဲ့ချိန်ကျတော့ဒီကောင်မှာကျွန်တော်တို့ဒီကောင်နဲ့ကိုက်ညီရဲ့ file ဝဲဗောနော်ဒီ file တွေတူတဲ့ file ဝဲရှာပြီးကျွန်တော်အနေနဲ့တင်ပြီးတော့အဖိုင်ဖြုတ်ကြည့်ပါဗောနော်ပုံမှန်ဆိုရင်တော့စာဆောင်ရေးတော်တော်များများတော့ file တွေတူမှသာ file ဝဲတင်ဝင်ရှိရပါဗျာအခုတော့ကျွန်တော်အနေနဲ့စစ်ကြည့်တော့ဒီကောင်နဲ့ file တူတဲ့ file ဝဲကျွန်တော်ရှာပြီးတော့ရှာကြည့်ရဗောနော်ရှာကြည့်တဲ့အချိန်မှာတော့ဒီကောင်ကတော့ဘယ်လိုပြောမလဲဗောနော်ဒီကောင်ကတော့ကျွန်တော်အနေနဲ့ဒီ YouTube ပေါ့နော် ASU2 ပေါ့နော် ASU2 ကိုကျွန်တော်အနေနဲ့ရှေ့မှာ R15 မှာလည်း ASU နဲ့ပတ်သက်တဲ့ file ရှိမရှိတော့လိုက်ရှာတယ်။ချလိုက်တဲ့ချိန်မှာ ASU6 ဆိုတဲ့ file တွေ့ရပေါ့နော်။အဲ့ကောင်ကိုကျွန်တော်ဒေါင်းပြီးတော့ဖြည့်ကြည့်မှာပေါ့ဗျာ။လုံးလိုက်ရတယ်လို့မဆိုလို့ပေါ့နော်။တချို့လုံးနေကြတော့ဒီ file လေးတွေနဲ့ကျွန်တော်လုံးပေးရတယ်ပေါ့နော်။ဒါမျိုးလည်းကျွန်တော် zip ဖြည့်ပြီးသွားလို့ကျွန်တော်အနေနဲ့ဒီ Bina 2ပေါ့နော်။ Sun FW2 နဲ့ပဲကျွန်တော်အနေနဲ့ file ကိုရေးကြည့်မှာဖြစ်ပါခင်ဗျာ။ကျွန်တော်အနေနဲ့ရေးအချိန်ကြရင်လေကျွန်တော်အနေနဲ့ဖိုင်ထဲအချိန်ကြရင်ဖိုင်ထဲဖို့မှန်ဖို့လိုပါခင်ဗျာကျွန်တော်တို့ဖိုင်ထဲပြီးရတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဖုန်းကိုဒီပေါ်ပေးပြီးဘောလုံးအထောင်ဖိပြီးတော့ချိုးချိုးပြီးတော့တပတ်ဥစ္စာပေါ့နော်ဒေါင်းလုံးမှုခေါ်တယ်ပေါ့ခင်ဗျာဒေါင်းလုံးမှုခေါ်ပြီးဒေါင်းလုံးမှုကပဲကျွန်တော်တို့ရေးလိုက်မှာပေါ့နော်ဒီတဲ့ချိန်ကျရင်တော့တခုတည်းဟာမှာကျွန်တော်ကျိုးရပါနဲ့ပြုတ်လို့မရဘူးပေါ့ပါနဲ့လွတ်လို့မရဘူးเนาะဒါဆိုရင်ကျွန်တော်တို့ဖလက်နေပါပြီเนาะ highway ဖလက်နေပြီဖလက်တာနည်းနည်းကြာတဲ့အတွက်ကြောင့်အနည်းဆုံးကတော့50 မိနစ်လောက်တော့အနည်းဆုံးဆောင်းရပါတယ်ခင်ဗျာအဲ့အလေးကိုကျွန်တော်အနေနဲ့ကြော်ထားပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ဖိုင်ဝဲရေးလို့ပြီးပါပြီဒီဆန်ဆောင်လို့ကိုတော့တက်လာပြီကျွန်တော်တစ်ချက်ဆောင်းကြည့်လိုက်အောင်ခင်ဗျာဟိုဆက်ခရင်တော့တက်လာပြီကျွန်တော်အနေနဲ့ set activate လုပ်ကြည့်လိုက်အောင်ခင်ဗျာဘုံကလူကြသေးလားခင်ဗျာဟိုကျွန်တော်ကြော်လိုက်တဲ့ချိန်မှာတော့ဖတ်ပြီးတော့မရှိတော့ဘူးเนาะ home set ခရင်ကြီးတော့ရောက်သွားပြီခင်ဗျာဘယ်လိုမျိုး error တွေကိုကျွန်တော်အနေနဲ့ဒီလိုမျိုးပဲဖြည့်ရှင်းလို့ရပါတယ်ခင်ဗျာ